နော်ဝေတိုက်စစ်မှုဟာလန်နဲ့ရုပ်ချင်းတပုံစံနဲ့တူလုံးလုံးအွန်လိုင်းမှာလူပြောများဆုံးဖြစ်နေတဲ့ရုရှားမော်ဒယ်မာလီ2026ခုနှစ်ကမ္ဘာဖလားမှာနော်ဝေတိုက်စစ်မှုဟာလန်ကဒီကမ္ဘာလုံးကအချစ်တွေကိုရရှိနေသလိုဆိုရှယ်မီဒီယာပေါ်မှာဟာလန်နဲ့ရုပ်ချင်းဆင်တူနေလို့လူပြောများနေတဲ့သူလည်းရှိပါတယ်။သူကတော့ရုရှားနိုင်ငံမော်စကိုမြို့ကအသက်24နှစ်အရွယ်မော်ဒယ်မာလီအန်နာစတေရှာပဲဖြစ်ပါတယ်။နော်ဝေဘောလုံးသမားဟာလန်နဲ့ရုရှားမော်ဒယ်မာလီတို့ကရုပ်ရည်အသွင်ပြင်တူညီနေရကြောင်းရုတ်တရက်ရေးပန်းစားသွားခဲ့ရပါဟာလန်ကိုသွင်းယူပြီးနောက်ပိုင်းကွင်းထဲမှာအောင်ပွဲခံလေးရှိတဲ့ပုံစံအတိုင်းအန်နာစတေရှာကတူပါပြီးတော့ဗီဒီယိုဖိုင်တစ်ခုလုပ်ခဲ့ပါတယ်။အဲ့ဒီဗီဒီယိုလေးကိုသူ့ရဲ့မိခင်ဖြစ်သူကအွန်လိုင်းပေါ်တင်လိုက်ရာကနေစပြီးတော့မထင်မဲ့ပဲကမ္ဘာတဝန်းကလူတွေအများကြီးသတိထားမိကတဟုန်တိုးလူသိများလာပါတယ်။ဒီဗီဒီယိုဖိုင်လေးကအချိန်တိုအတွင်းမှာတင်ကြည့်ရှုသူတန်း100ကျော်အထိစံချိန်တင်ရရှိသွားခဲ့တာပါ။ဘောလုံးဝါသနာရှင်တွေကဟာလန်နဲ့မျက်နှာချင်းဆင်နဲ့မိန်းကလေးတယောက်ကိုမြင်တွေ့လိုက်ရလို့အယောမဆုံးဖြစ်ခဲ့ပါတယ်။အန်နက်စတေရှာကဟာလန်နဲ့ရုပ်ချင်းတူတယ်လို့အပြောခံရတာဟာအခုမှမဟုတ်ပါဘူး။လွန်ခဲ့တဲ့4နှစ်ကျော်ကလေးကလူတွေကသူ့ကိုဟာလန်နဲ့တူတယ်လို့ပြောခဲ့ကြတာပါ။အစပိုင်းတုန်းကမိန်းကလေးတယောက်ကိုယောက်ျားတယောက်နဲ့တူတယ်လို့အပြောခံရလို့သဘောမကျခဲ့ပဲစိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်။နောက်ပိုင်းမှာတော့ဒီလိုတူညီချက်ကပဲသူ့ကိုပို့ပြီးတော့နာမည်ကြီးလာစေတဲ့အထူးအားသာချက်တစ်ခုဖြစ်ခဲ့ရကြောင်းအခုတော့ပျော်ပျော်ရွှင်ရွှင်နဲ့ပဲလက်ခံရရှိသွားပြီဖြစ်ပါတယ်။ရုရှားမော်ဒယ်မာလီအန်နာစတေရှာကိုစတွန်မီတီနာကဟာလန်ရဲ့ညီမထက်တောင်ဟာလန်နဲ့တူညီနေပါသေးတယ်။ရုရှားမော်ဒယ်မာလီကဟာလန်နဲ့တပုံစံနဲ့တူရဲ့လားဆိုတော့အမြင်လေးကိုပြပြခဲ့ပါအောင်ရှင်။